ဇလန်းရဲ့အစမှာတော့ကြီးကျယ်ခမ်းနားလာတဲ့ဟော့မီသားစုရဲ့စံအိမ်တော်ကြီးတဲကဧခမ်းမကျဲကြီးထဲမှာဝမ်ဟောက်လေးဟာသူ့ရဲ့ဦးလေးဖြစ်သူဩဇာကြီးမားလာတဲ့ဥက္ကဋ္ဌကြီးဟော့ကျဲကိုမေးခွန်းတစ်ခုရုတ်တရက်မေးလိုက်တဲ့မြင်ကွင်းနဲ့စတင်ထားပါတယ်။ဝမ်ဟောက်လေးကဦးလေးအရင်တုန်းကအတော်နဲ့ဘာလို့လမ်းခွဲခဲ့ကြတာလဲလို့မေးလိုက်တဲ့အခါဟော့ကျဲရဲ့မျက်နှာပေါ်ကအေးဆက်မာကြောတဲ့အမူအရာတွေဟာချက်ချင်းဆိုသလိုပြိုလဲသွားပါတယ်။ဟော့ကျဲကသူ့တူလေးဟာအကြောင်းပြချက်မရှိဘဲဒီလိုမေးခွန်းမျိုးလုံးဝမမေးနိုင်ဘူးဆိုတာကိုထက်မြက်လာတဲ့သူကချက်ချင်းရိပ်မိသွားပါတယ်။သူ့တူလေးဟာတနေရာမှာရွှေကြားကိုသွားတွေ့ခဲ့တာတေချာနေပြီဆိုတဲ့အတွေးနဲ့တူသူ့ရဲ့ဖုန်းထဲကအတိတ်ကသူတို့နှစ်ယောက်အတူတူရိုက်ခဲ့မှုတဲ့အမတ်တရဓာတ်ပုံလေးတွေကိုပြန်လည်ကြည့်ရှုရင်းနာကျင်စွာလွမ်းဆွနေပါတော့တယ်။တစ်ချိန်တည်းမှာပဲတစ်ဖက်ကငှားရမ်းအိမ်ခန်းလေးထဲမှာတော့နနက်ခင်းနေအောင်ကြီးနူးနူးလေးအောက်မှာအိယာကနေနိုးထလာတဲ့သားငယ်လေးဟာအလုံးလုံးနေတဲ့မိခင်ဖြစ်သူရွှေကြားစီကိုချစ်စရာကောင်းတော့အောင်ပြေးသွားခဲ့ပါတယ်။ရွှေကြားကလည်းသားလေးကိုပြင်းရတဲ့ဝက်ကလေးနိုးလာပြီလားလို့ချစ်စနိုးနဲ့နောက်ပြောင်ရင်းမနှက်စာစားချိန်မှာအသားဟင်းလေးတွေကိုဂယုတစိုက်ခွန်ကြွေးနေပါတယ်။အတိတ်ကဘလောက်ပဲနာကျင်စရာကောင်းခဲ့ပါစေအခုချိန်မှာတော့ဒီလိုချစ်စရာကောင်းတဲ့သားလေးကိုပိုင်ဆိုင်ထားရတာကပဲသူမဘဝအတွက်အရာအလုံးပြည့်စုံလုံလောက်နေပြီလို့ရွှေကြားတယောက်တွေးတောကျေနပ်နေခဲ့ပါတယ်ဒါပေမဲ့မိခင်တယောက်ရဲ့ရင်ကွဲနာကြစရာမြင်ကွင်းလေးတစ်ခုကတော့ကစားစရာဆိုင်ရှိမှဖြစ်ပေါ်လာခဲ့ပါတယ်သားလေးကတန်ဖိုးကြီးတဲ့ transformer အယုတ်ကြီးကိုလိုချင်လွန်းလို့ငေးကြည့်နေခဲ့ပေမဲ့ဈေးနှုန်းကyuan 499,000ရှိနေတဲ့အတွက်မဝယ်ပေးနိုင်ခဲ့ပါဘူးရွှေကြားကသားလေးရဲ့မျက်နှာလေးကိုကိုင်ရင်မေမေပတ်စံတွေအများကြီးပိုရှာနိုင်တဲ့အခါကျရင်သားလေးအတွက်နောက်တစ်ခါတေချာပေါက်ဝယ်ပေးမယ်နော်လို့နှစ်သိမ့်ပြောဆိုလိုက်ရတဲ့မြင်ကွင်းဟာပရိသတ်တွေရဲ့ရင်ကိုစိုးနှင့်သွားစေမှအမှန်ပါပဲတစ်ဖက်မှာတော့ကြီးကျယ်ခမ်းနားလာတဲ့ဟော့မီသားစုရဲ့စံအိမ်တော်ကြီးထဲမှာအနေရောင်ကာဝင်ကိုဆွဲဆောင်မှုရှိဝတ်ဆင်ထားတဲ့လူဝေဟာလက်ဖက်ရည်တောက်ရင်းစိန်ကြကြထိုင်နေပါတယ်ညဝက်အင်ဂျီလေးနဲ့လှေကားပေါ်ကနေဆင်းလာတဲ့ဝမ်ဟောက်လေးကိုမြင်တာနဲ့သူမကမနှက်ပြန်သူမရဲ့မွေးနေ့ပွဲကိုလာရောက်ဖို့အစားအသောက်တွေနဲ့နိုင်ငံခြားဖြစ်ကစားစရာတွေအများကြီးပြင်ဆင်ထားကြောင်းမြှုပ်ဆွဲဖိတ်ခေါ်ပါတော့တယ်။ဒါပေမဲ့ရင်းကျက်လာတဲ့ဝမ်ဟောက်လေးကတော့စနေတနင်္ဂနွေမှာအိမ်စာလုပ်စရာရှိတယ်လို့အေးဆက်ဆက်အကြောင်းပြချက်ပေးကသူမရဲ့ဖိတ်ခေါ်မှုကိုပြက်ပြက်သားသားပဲငင်းပယ်လိုက်ပါတယ်။အပေါ်ထက်ကိုပြန်တက်သွားတဲ့ဝမ်ဟောက်လေးဟာလူဝေရဲ့ပြုံးတွေကိုသူအရန်ချရတဲ့အတော်ဖြစ်သူရွှေကြားရဲ့လာမင်းလေးလိုလှပတဲ့ပြုံးလေးတွေနဲ့နှိုင်းရှင်ကလုံးဝကိုအဖက်လုပ်စရာမလိုဘူးလို့တွေးတောနေခဲ့တာပါ။ဒါအပြင်စနေနေ့ရောက်ရင်သူ့အတော်နဲ့အတူရှိနေမဲ့ပါဖောင်းညီလေးစီကိုတွားတွေ့ဖို့ကိုလည်းစိတ်လှုပ်ရှားစွာနဲ့ကြိုတင်စီစဉ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဝမ်ဟောက်လေးဟာသူစုဆောင်းထားတဲ့ဝဲရုပ်ပတ်စံစုဘူးလေးကိုဖောက်ခွဲလိုက်ပြီးအကျွေးစစ်လေးတွေကိုရေတွက်ကြည့်လိုက်ပါတယ်။ဒါပေမဲ့စုပေါင်းမှ89yuanနဲ့3မော်သာရှိနေတဲ့အတွက်သူအရန်ချရတဲ့ညီလေးကိုအကောင်းဆုံးလက်ဆောင်ဝယ်ပေးဖို့ပတ်စံမလောက်ငါဖြစ်နေတာကြောင့်ခေါင်းကုတ်ကအကြီးအကျယ်စိတ်ညစ်သွားရပါတော့တယ်။မိမိချစ်ရတဲ့ညီလေးအတွက်အကောင်းဆုံးလက်ဆောင်ဝယ်ပေးခြင်းနဲ့စိတ်ဆန္ဒပြင်းပြနေတဲ့ဝမ်ဟောက်လေးဟာနောက်ဆုံးမှာတော့အကြံတစ်ခုထုတ်လိုက်ပါတယ်။သူဟာဦးလေးဖြစ်သူဟော့ကျဲစီကိုပြေးသွားပြီးနောက်ဆုံးပေါ် transformer ကစားစရာအယုတ်အသစ်ဝယ်ခြင်းလို့ဆိုပြီးပတ်စံသွားတောင်းပါတော့တယ်။ဟော့ကျဲကလည်းသူဖြစ်သူရဲ့တောင်းဆိုမှုကိုမငြင်းဘဲ900တန်ကတ်တစ်ခုကိုချက်ချင်းထုတ်ပေးလိုက်ပါတယ်။ဒါပေမဲ့ဟော့ကျဲရဲ့စူးရှားတဲ့အကြည့်တွေအောက်မှာဝမ်ဟောက်လေးရဲ့ပုံမှန်မဟုတ်တဲ့အလွန်မင်းစိတ်လှုပ်ရှားပျော်ရွှင်နေမှုတွေကိုသတိထားမိသွားပြီးဒီကလေးတစ်ခုခုတော့ထူးခြားနေပြီဆိုတာကိုတွေးဟဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာလမ်းဘေးမုံဆိုင်လေးမှာတော့ရွှေကြားတယောက်စတော်ဘယ်ရီတီရာမီစုကိတ်မုံလေးတွေကိုတေးသေးချာချာထုတ်ပိုးပြင်ဆင်နေပြီးသားငယ်လေးကတော့နေအောင်ကြီးအောက်မှာတစ်သားတုံးလေးတွေနဲ့အာယုံဆိုင်ဆော့ကစားနေပါတယ်။အဲ့ဒီကလေးငယ်လေးအာယုံဆိုင်နေချိန်မှာမျက်မှောင်ကျုပ်တက်တဲ့အမူအရာလေးဟာအေးဆက်မာကြောတဲ့ဥက္ကဋ္ဌကြီးဟော့ကျဲနဲ့တပုံစံနဲ့ထပ်တူကြနေတာကိုအောဝယ်ရမြင်တွေ့ရမှာပါ။မကြခင်မှာပဲဝမ်ဟောက်လေးဟာရွှေကြားရဲ့မုံဆိုင်လေးစီကိုရောက်ရှိလာပြီးသူဝယ်လာတဲ့အပြာရောင်လေးရင်ပြန်အယုတ်လေးကိုသားငယ်လေးစီကိုပျော်ရွှင်စွာနဲ့လက်ဆောင်ပေးလိုက်ပါတယ်။သားငယ်လေးကလည်းအယုတ်လေးကိုကိုင်ရင်ကျေးဇူးတင်ပါတယ်။အကိုလို့ချစ်စရာကောင်းလောက်အောင်ပြောလိုက်တဲ့အခါဝမ်ဟောက်လေးရဲ့မျက်နှာပေါ်မှာညီအကိုမြတ်တာတွေအပြည့်အဝဖုံးလွှမ်းသွားပါတော့တယ်။ဒီလိုနဲ့လမ်းဘေးမုံဆိုင်လေးရှိမှာဝမ်ဟောက်လေးကရွှေကြားကိုညီလေးနဲ့တူတူခဏလောက်စော့ကစားခွင့်ပေးဖို့ခွင့်တောင်းလိုက်ပါတယ်။ရွှေကြားကလည်းပြုံးရွှင်စွာနဲ့သဘောတူခွင့်ပြုလိုက်ပြီးသူမမုံတွေရောင်းပြီးတဲ့အထိသားလေးကိုတေချာစောင့်ရှောက်ပေးဖို့အကူအညီတောင်းလိုက်ပါတယ်။ဝမ်ဟောက်လေးဟာညီလေးကိုတေချာထိန်းချောင်းရင်းလှေကားထစ်လေးတွေပေါ်မှာအတူတူထိုင်ဆော့နေကြတဲ့မြင်ကွင်းလေးကအလွန်ကိုကြည်နူးစရာကောင်းလာပါတယ်။မုံတွေအားလုံးရောင်းကုန်သွားတဲ့အချိန်မှာတော့ရွှေကြားကသူမကိုကူညီပေးခဲ့တဲ့ဝမ်ဟောက်လေးကိုအထူးဆုလက်အနေနဲ့သူမတေချာဖန်တီးထားတဲ့စတော်ဘယ်ရီတီရာမီစုကိတ်မုံလေးကိုလက်ဆောင်ပေးလိုက်ပါတယ်။ဝမ်ဟောက်လေးကလည်းကိတ်မုံဘူးလေးကိုယူရင်းအတော်ဖြစ်သူကိုလှိုက်လိုက်လဲကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒီလိုတာယာကြည်နူးဖွယ်ကောင်းတဲ့အချိန်လေးတွေရဲ့နောက်ွယ်မှာတော့စံအိမ်တော်ကြီးတဲကဥက္ကဋ္ဌကြီးဟော့ကျဲရဲ့တန်တရားစိတ်တွေကတဖြည်းဖြည်းကြီးထွားလာနေပါပြီ။သူဖြစ်သူရဲ့လျှို့ဝှက်ချက်တွေကွယ်ပြောက်နေတဲ့ဇနီးဟောင်းရဲ့အရေးအယောင်တွေနဲ့မမျှော်လင့်ထားတဲ့သွေးသားတော်ဆက်မှုအမှန်တရားတွေဟာမကြခင်မှာပေါက်ကွဲထွက်ပေါ်လာတော့မဲ့မုန်တိုင်းတစ်ခုလိုတဖြည်းဖြည်းနီးကပ်လာနေပြီဆိုတာကိုရင်ခုန်တန်မြန်စွာနဲ့ဆက်လက်စောင့်ကြည့်ရမယ့်ဇက်ရှိန်အမြင့်ဆုံးအခန်းဆက်လေးပဲဖြစ်ပါတော့တယ်